ဒီနေ့ငါပြောနေတယ်လို့ခံစားရတယ်ဘာဖြစ်တာပါလဲဟာဒီနေ့ကတကြံပဲငါတကယ်ချင်းစီကိုဖုန်းဆက်လိုက်ပါအောင်မယ်ဝါရောင်လေးကဘယ်သူလဲအော်ဖုန်းလာနေရပဲဟယ်လိုအေးတကယ်ချင်းပြောလေဘာပြောမလို့လဲတကယ်ချင်းဒီနေ့ကတကြံဆိုတော့ငါတို့တွေဘယ်သွားကြမလဲနင့်မရောစီစဉ်ထားရရှိလားငါစဉ်းစားထားရတော့ဒီနေ့ကအကြုံလေးဆိုတော့ငါ့ကိုရက်ကွက်တကြံလေးပဲလဲမလားလို့အေးကောင်းသားပဲအဲ့ဆိုရင်ငါတို့ဒီနေ့အချိုနေ့မှာရက်ကွက်တကြံလေးပဲလဲမယ်လေမနေ့ပြန်ကြမှာငါတို့ကောင်လေးခေါ်ပြီးတော့မန်တက်တွေမှာရှောက်လဲကြမယ်လေအေးနင်းတမလေးအဲ့ဆိုခဏနေတွေ့မယ်နော်တကယ်ချင်းဟဲ့အချိုနေ့မနေ့ဆောင်းပဲရှိသေးရေတွေပတ်နေကြပြီရောနင်ကလေရေပတ်ကန်ထွက်လာပါရဲ့ဆိုနေမှာရေဆိုမှအဆင်ပြေမှာပေါ့ဟဲ့ဒီရက်ကွက်တွေကတော်တော်စီရယ်နော်အေးနော်ဟုတ်တယ်ရေပတ်နေကြတာအများကြီးပဲနင်ငါ့ကိုပတ်တယ်ပေါ့နင်ကလည်းငါပြန်မဲ့မယ်မနေ့ပြန်စားရင်ငါတို့ကမန်တက်တွေမှာရှောက်လိုက်မှာဆိုတော့ငါတို့ကောင်လေးတွေကိုခေါ်ပြီးတော့ကဲမယ်လေအေးငါလည်းငါကောင်လေးကိုခေါ်လိုက်မယ်ဒါကြီးမင်းကောင်မလေးကမရောက်သေးဘူးလားကွာဖုန်းလေးပါလေးဆက်ကြည့်ပါဦးအေးငါဆက်လိုက်မယ်ဟယ်လိုဘေဘီဘယ်နားမှာလဲဘယ်ရောက်ပြီလဲဟယ်လိုကိုကိုဘေဘီတို့ကမန်လေးကျုံရှိမှာကိုကိုတို့ကဘယ်နားမှာလဲဟယ်လိုမောင်လေးမင်္ဂလာပါမောင်လေးဟုတ်ပြီအဲ့ဆိုတဲတို့အဲ့ကိုလာခဲ့လိုက်မယ်ကိုကိုအဲ့မှာပဲစောင့်နေလိုက်နော်ဝီငါတို့ဟိုမှာတက်ပြီးရေပတ်စမယ်လားဘယ်သူရေရောက်မလဲနေခါတာရေတွေကိုပတ်ချမ်းဆိုပါသည်ရှင်မအေးပန်းမလာတော့ခွင့်နဲ့ကိုရီကမိုက်တဲ့အခါတည်းကပြောစရာ hey အဖြူကတမျိုးနေကတမျိုးရေဆိုကိုရီယာလာတော့ဒီမတကလာစောဘလုံးမြရွေရမှာတော့အပြာရောင်လေးအဝါရောင်လေးကိုစီတိုင်းဆိုင်ဒီလိုလာတော့နေဒီမတကလာစောဘသူလဲပြောကြပါအောင်ဆက်တိုင်းတော့မလို့ပါဆုံးနေမှာဘလို့ဖြစ်တော့ဆိုင်းပုတ်ကြီးကကားပါဦးပါလာတော့ကားကြီးကလည်းနောက်ပြန်ကြီးမောင်းနေသလိုပဲ Come on Come on မြည်တိတော့ကိုမယုံဘူး